လက်ကားကုန်တယ်တွေကလေဈေးကွက်ထဲမှာရောင်းအောင်ကောင်းတဲ့ပစ္စည်းတွေနဲ့ထိုးဖောက်ပြီးတော့မှအမျက်တွေရယူခြင်းလေဆိုရင်ဒီဇိုင်းတစ်ခုရွေးချယ်တဲ့အခါမှာဘယ်လိုရွေးချယ်ကြလဲနံပါတ်1ဒီဇိုင်းကိုအရင်ကြည့်ပြီးတော့မှဒီအိမ်ရောင်းရမလားမရောင်းရဘူးလားဆိုတော့ရွေးချယ်ကြပါတယ်အဲ့တော့ဒီအိမ်ဒီဇိုင်းလေးပြပေးမယ်နော်ဒီအိမ်ကြီးလေးဆိုလို့ရှိရင်ထွေးပိတ်စသားဝင်မှာလက်ရှည်ခါရှည်လေးနဲ့အပေါ်တက်အိမ်ကြီးအနေနဲ့လည်းဝေ့လို့ရတယ်တစ်ထည်ချင်းဝေ့ရင်လည်းဝေ့လို့ရအောင်ထုတ်လုပ်ပေးထားတဲ့ဒီဇိုင်းလေးပါဒီဒီဇိုင်းကိုမြင်လိုက်တာနဲ့လက်ကားကုန်တယ်တွေကရောင်းကောင်းစီမဲ့ပစ္စည်းဆိုတာတန်းတည်ပါတယ်နံပါတ်2လက်ကားကုန်တယ်တွေကဒီဇိုင်းကိုကြိုက်ပြီဆိုလို့ရှိရင်သုံးထားတဲ့ပိတ်စသားကိုကြည့်ကြပါတယ်ဒီမှာသုံးထားတဲ့ပိတ်စသားလေးကတွေ့အမျိုးအစားတွေမှာတကယ်ကို quality မြင့်တဲ့ပိတ်စသားလေးဖြစ်တယ်ဈေးကွက်ထဲမှာခိုက်ထိုးရောင်းတဲ့ပိတ်စသားမျိုးလည်းမဟုတ်ဘူးတွေ့ထဲမှာတကယ်ကိုမှတောင်းကျော်ပေးရပြီးမှ quality အမြင့်လိုင်းပိတ်စကိုပဲသုံးထားပါတယ်ဒါကြောင့်မို့ဒီဒီဇိုင်းလေးဆိုလို့ရှိရင်လက်ကားကုန်တယ်တွေကတကယ်ကိုကြိုက်ကြတာပါနံပါတ်3ဝေးတဲ့ခါမှာလည်းတက်တောင့်တက်တာရှိရလားဆိုတာကိုထည့်သွင်းစဉ်းစားကြပါတယ်ဒီအင်ကြီးလေးဝေးလိုက်တဲ့အမျိုးသမီးတိုင်းကစက်တရေပေါင်းနဲ့ခံချောင်းသွားပြီးတော့မှဝစ်လိုက်တဲ့အခါမှာလည်းလူကြည်မှုပြေဝရသလိုဝစ်ထားတဲ့လူကိုကြီးလိုက်လို့ရှိရင်လည်းတကယ်ကိုခံညားထေဝါနေမှာပါဒါဆိုလို့ရှိရင်တော့ customer တွေရွေးချယ်တဲ့အချက်30စလုံးကပြည့်စုံသွားပါပြီဒါအပြင်လာရင်း collection ကဒီလိုမျိုးအင်ကြီးလေးတွေကိုထုတ်လုပ်ပေးတဲ့အခါမှာဒီဇိုင်နာမိတ်ပတ်တန်ဝင်သာထုတ်လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ဝစ်တဲ့လူတွေကကိုနဲ့တင့်တော်တဲ့ပေါင်ချင်းဝစ်လိုက်ပြီးဆိုတာနဲ့ကိုနဲ့ချုပ်ထားသလိုမျိုးကွက်တိကြနေမှာအမှန်ကန်ပါပဲပြည့်ရှိသေးရဲ့နော်ဒီအချက်တွေအားလုံးပြည့်စုံတဲ့အပြင်ကိုမှဒီအင်ကြီးလေးမှာသုံးပေးထားတဲ့ကြက်သီးလေးရလေတကယ်ကိုတောင်းကျော်နဲ့သိန်းကျော်နဲ့ quality မှာသုံးပေးထားတဲ့ကြက်သီးအမျိုးအစားနဲ့အလားတူဖြစ်အောင်လိုက်ဖက်ဆုံးဖြစ်အောင်သုံးပေးထားပါတယ်ဒါကလည်း Lamin collection ရဲ့ဒီလိုအင်ကြီးတွေကရောင်းကောင်းစေတဲ့အချက်တွေပါပဲဒါအပြင်ရှိသေးရဲ့နော်သုံးပေးထားတဲ့အယောင်လိုင်းလေးကဒီလိုမျိုးဘိုဆန်နဲ့ပန်းရောင်လေးတွေရယ်ဘာနဲ့တဝေးဝေးအရင်လှနေရဲ့အဖြူရောင်လေးရယ်နောက်ရောက်သွားရင်လည်းလုံးဝလူကြားထဲမှာထင်းစေမဲ့အနက်ရောင်လေးရပါအသားဖြူသူအသားညိုသူအကုန်လုံးလိုက်ဖက်စေမှာအသေးကြပါပဲဒီလိုမျိုး quality အမြင့်လိုင်းပေါ်မှာရောင်းချပေးရဲ့ဈေးနှုန်းလေးကလည်း2000ဝန်းကျင်ပဲဆိုတော့လက်ကားသမားတွေကပြန်ရောင်းရင်လည်းညနေပန်းလှမယ်စိတ်ကြိုက်ဈေးခေါ်ပြီးရောင်းလို့ရတဲ့အတွက်ကြောင့်မလို့ဒီလိုအင်ကြီးလေးကိုရင်းနှီးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့အရင်းကြီးတွေကလုံးဝပုံနေရမျိုးမရှိဘူးအရင်းကြီးတွေပျောက်သွားမှလုံးဝမရှိဘဲနဲ့အမျက်တွေကဇာတ်နဲ့ကြီးတိုးပွားနိုင်မှာအသေးချပါပဲဒီလိုမျိုးသုံးတဲ့တွဲဝယ်ယူရနဲ့လက်ကားစိတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အထက်လုပ်ငန်းဆက်လုပ်တဲ့လူတွေရောကိုယ့်ရဲ့အထည်ဆိုင်မှာ quality အမြင့်လိုင်းဟိုမှာဈေးနှုန်းမှန်ပစ္စည်းကောင်းတွေကိုမှစစ်ကြတကြရောင်းချနိုင်ဖို့အတွက်ရှာဖွေနေရဆိုရင်တော့ line ရဲ့ဒီ trick ကုတ်လေးတွေကိုယူပါရှင်ပစ္စည်းလေးတွေကတကယ်ကိုအကုန်မြန်ပါတယ်ဒီဒီဇိုင်းလေးကိုထွက်လာတဲ့လက်ကားကုန်တယ်တွေကအကုန်ယူမယ်လို့ပြောပြီးသားနော်ဒါပေမဲ့ line ကလက်ကားအမတွေမရလိုက်မှဆိုလို့ချက်အញ្ញံလာပြပေးရနော်အဲအကြောင်းမလို့ပစ္စည်းလေးတွေမှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ line ရဲ့ messenger Viber တွေကိုအခုပဲသွားပြီးတော့မှ screenshot လေးရိုက်ပြီးတော့မှမှာယူလိုက်ပါရှင်ပစ္စည်းတွေကတကယ်ကိုအကုန်မြန်လာမလို့မရလိုက်ရင်စိတ်မဆိုးခြင်းနော်မိတ်ဆွေတွေရဲ့အထည်လုပ်ငန်းမှာစက်လက်ချနဲ့အမျက်တွေကိုလက်တင်ရယူနိုင်ဖို့အတွက် line collection အခုပဲဆက်သွယ်လိုက်ပါကျေးဇူးအများကြီးတင်ပါရှင်